Alright လုပ်ငန်းရှင်များလို့မင်္ဂလာပါလို့ပြန်လဲနှုတ်ဆက်လိုက်ပါရခင်ဗျာကျွန်တော်ရှေ့ဗီဒီယိုတုန်းကတော့ AMS POS software လေးကိုအကောက်ဖွင့်တဲ့ဘိုင်းနဲ့ပတ်သက်ပြီးပြောပြခဲ့ပြီးပြီဒီဗီဒီယိုမှာတော့ကျွန်တော် software အတွင်းထဲမှာပါဝင်တဲ့ကျွန်တော်တို့ဒါဂန်နာအုပ်စုလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြန်ဆုံးလေးပြပြပေးသွားပါမယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့စခွေလေးကိုတစ်ချက်လောက်ကြည့်ရှုပေးပါအောင်ခင်ဗျာ Alright ကျွန်တော်တို့ဒီမှာဆိုရင် software အတွင်းထဲမှာပထမတွေ့ရမှာတော့ AMS POS trademark စာသားလေးကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ညာဘက်မှာကျွန်တော်တို့ဒါ noti button လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ software နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ step တစ်ခုချင်းစီလေးတွေကိုဒါ guideline ပြမိမှာဖြစ်ပါတယ် right ကျွန်တော် step 1အနေနဲ့ဆိုလို့ရှိရင်တော့ပထမဆုံးကုန်ပစ္စည်းများကိုထည့်သွင်းဖို့ရာဒီကုန်စည်များကိုနှိပ်ပါဆိုတဲ့ကျွန်တော်လမ်းညွှန်မှုလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီကုန်စည်များထဲမှာဝင်ပြီးတော့ကျွန်တော်တို့ရောင်းချတဲ့ပစ္စည်းအမျိုးမြည်ဒါဝယ်ရင်းစေးရောင်းစေးကုန်ပစ္စည်းလက်ကျန်အရေးအတွက်တွေကိုဒီထဲမှာလာပြီးတော့မှစီးရင်သွင်းရမှာဖြစ်ပါတယ် right okay ဒါဆိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ကြည့်အောင်နောက်ထပ် step 2လေးပြပေးပါလိမ့်မယ် step 2အနေနဲ့ဆိုလို့ရှိရင်တော့အယောင်ပေါင်ချဖွင့်ရန်အတွက်ကျွန်တော်တို့ဘောင်ချဖွင့်ပြီဆိုတဲ့နေရာကိုနှိပ်ဖို့အတွက်လမ်းညွှန်ထားတာဖြစ်ပါတယ်ဆိုတော့ step 1အနေနဲ့ကုန်စည်များထဲမှာကျွန်တော်တို့စီးရင်သွင်းပြီးသွားပြီဆိုလို့ရှိရင်တော့သိကြတယ်ကျွန်တော်တို့အယောင်ကဏ္ဍမှာစပြီးတော့မှဘောင်ချတွေဖွင့်လို့ရမှာဖြစ်ပါတယ်အရင်လွယ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ဘောင်ချဖွင့်ပြီဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် right ကျွန်တော် step 3လေးထပ်ပြီးတော့ပြလာပါတယ်ဆိုတော့ကျွန်တော်ရောင်းချထားတဲ့ voucher တွေကိုပြန်ပြီးတော့မှစစ်ဆေးကြည့်ရှုဖို့ဆိုလို့ရှိရင်တော့အယောင်စင်းရင်းဆိုတဲ့ button လေးကိုနှိပ်ပေးဖို့အတွက်လမ်းညွှန်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကုန်စည်ထည့်မယ် voucher ဖွင့်မယ်ကျွန်တော်တို့အယောင်စင်းပြန်ကြည့်မယ်ဒါမျိုးလေးကျွန်တော်တို့အဆင့်ငယ်အနေနဲ့တစ်ဆင့်ချင်းစီကျွန်တော်တို့သွားမယ်သဘောမျိုးပြထားတာဖြစ်ပါတယ် right ဒါဆိုတစ်ချက်နှိပ်လိုက်ပါမယ် okay ကျွန်တော် step 4အနေနဲ့ကတော့ကဏ္ဍအလိုက်အသုံးပြုနည်းအသေးစိတ်လေးကိုကြည့်ရှုဖို့အတွက်အင်ဒီယာကိုနှိပ်ပါဆိုရင်တော့ကျွန်တော် question mark လေးပြထားပါတယ်ဒီ question mark လေးကိုနှိပ်လိုက်ပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့သက်ဆိုင်ရာ YouTube channel ကိုရောက်သွားမယ်အဲ့ဒီမှာပို့ပြီးတော့မှအသေးစိတ် guideline တွေကိုကြည့်ရှုလို့ရအောင်ပါဖြစ်ပါတယ် okay ဒါလေးကိုချက်နှိပ်လိုက်ပါမယ်okay ဒါဆိုရင်တော့ကျွန်တော် software အကြံပြပုံစံလေးကိုအနေငယ်နားလည်သွားပြီလို့ထင်ပါတယ်နည်းနည်းလေးထပ်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်ညာဘက်ကြောက်ကျွန်တော်တို့က profile လေးရှိပါတယ်ဒီ profile လေးကိုနှိပ်လိုက်ပါခင်ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ account စတင်ဖွင့်တော့ကကျွန်တော်တို့ဒါ register ဖြစ်ရတဲ့အချက်လက်လေးတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကစတင်အသုံးပြုတဲ့ရက်စွဲရဲ့တက်တန်းကုန်ဆုံးမဲ့ရက်စွဲဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အကောက်ဖွင့်တဲ့အချိန်မှာတော့9ရက်တာအခမဲ့ကျွန်တော်တို့ဒါအသုံးပြုခွင့်ပေးထားပါတယ်9ရက်ကျော်သွားပြီဆိုလို့ရှိရင်တော့တက်တန်းစတင်ပြီးတော့တိုးရတော့မှာဖြစ်ပါတယ်ဆိုတော့တက်တန်းတိုးခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်တန်းတိုးမိကိုနှိပ်ပြီးတော့ကျွန်တော်တို့ Viber တော့လည်းကောင်း Messenger တော့လည်းကောင်း Telegram ဖုန်းခေါ်ပြီးတော့လည်းကောင်းကျွန်တော်တို့ဒီအကောင့်ချက်လက်လေးကို screenshot ရိုက်ပြီးတော့တက်တန်းတိုးပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာအဲ့ကျွန်တော်ထပ်ပြီးတော့ကြည့်အောင်ကျွန်တော်ဒီဘက်ညာဘက်တောက်မှာဆိုရင်ကျွန်တော်တို့ star လေးတွေ့ရမှာဖြစ်ပါတယ်ဒီ star လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကောင့်ဖွင့်လက်တောင်းကပေးခဲ့တဲ့ password တစ်ခုရှိပါတယ်အဲ့ဒီ password ကိုမကြိုက်ဘူးပြန်ပြီးတော့မှအသစ် change နေဆိုလို့ရှိရင်တော့ new password နှိပ်မယ်ပြီးအတည်ပြုမဲ့ password ရေးပြီးတော့ change password လုပ်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ password အသစ်လေးပြောင်းလဲသွားမှာဖြစ်ပါတယ်right so okay ကျွန်တော်ဆိုရင်ကျွန်တော် back လေးတစ်ချက်ထွက်လိုက်ပါမယ် back လေးတစ်ချက်ထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော် home screen ပြန်ရောက်လာပြီ right ဒါဆိုရင်ကျွန်တော်အခြေခံအချက်လက်အနေနဲ့ကုန်ပစ္စည်းစီးရင်သွင်းတဲ့အပိုင်းလေးကိုသဘောပေါက်မယ်ထင်တယ်ဒါဆိုရင်ကျွန်တော်တို့စီးရင်သွင်းပြီးသွားပြီဆိုတာနဲ့အယောင်ကဏ္ဍထဲမှာရှိတဲ့ဘောင်ချဖွင့်လို့ရမယ်အယောင်စင်းတွေပြန်လဲကြည့်ရှုလို့ရမယ်ပြီးအယောင်ပြက်ကလေးစစ်ဆေးကြည့်ရှုလို့ရမှာဖြစ်ပါတယ်အယောင်ပြက်ကလေးထဲမှာဆိုအရန်မိုက်တဲ့ feature လေးပါတယ်ကျွန်တော်တို့ဗမာပြက်ကလေးကြည့်ရသလိုပဲ1ရက်နေ့ကနေ31ရက်နေ့ထိတွေ့ရလိမ့်မယ်အဲ့ဒီမှာရက်စွဲအသီးသီးလိုက်ရောင်းချထားတဲ့ရောင်းချင်းငွေတွေကိုတွေ့ရမယ်ဘောင်ချအရေးအတွက်တွေကိုတွေ့ရမယ်ပြီးရင်စုစုပေါင်းတစ်လလုံးရဲ့တိုတယ်ရောင်းချင်းနဲ့တိုတယ်ဘောင်ချအရေးအတွက်ကိုဒီနေရာမှာလာပြီးတွေ့ရမှာဖြစ်ပါတယ်အရန်ပိုက်ပါတယ်နော်ဆိုတော့ညာဘက်တောက်မှာ calendar နှိပ်ပြီးတော့လဲကိုကြည့်ချင်တဲ့လတွေကိုပြန်ပြီးတော့မှ bad date အနေနဲ့ကြည့်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော် back လေးချက်ထွက်လိုက်ပါမယ် alright ကျွန်တော်အယောင်ကဏ္ဍရှိရဆိုလို့ရှိရင်ကျွန်တော်အဝယ်ကဏ္ဍတွေရှိလာမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အဝယ်ကဏ္ဍလေးထည့်ပေးထားတယ်ပြီးရင်တော့ကျွန်တော်တို့အောက်လေးကိုထပ်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အကျွေးစင်းရင်းလေးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ပြီးရင်ကျွန်တော်တို့လက်ကျန်စီရတဲ့အပိုင်းတွေ့မှာဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ကုန်ပစ္စည်းလက်ကျန်တွေကိုစစ်ဆေးကြည့်ရှုနိုင်မှုဘတ်တန်လေးတွေထုတ်ပေးထားဖြစ်ပါတယ်ပြီးရင်အောက်လေးကိုနည်းနည်းဆင်းလာမယ်ဆိုလို့ရှိရင်တော့အစီရင်ခံစာအုပ်စုဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီအစီရင်ခံစာအုပ်စုထဲမှာဆိုရင်တော့ကျွန်တော်တို့တနေ့တာရောင်းချထားတဲ့ရက်ချုပ်လာချုပ်နှစ်ချုပ်တော့အမြင့်စင်းတွေကိုဒီနေရာမှာအလွယ်တကူစစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အောက်ဆုံးမှာဆိုလို့ရှိရင်တော့နေ့စဉ်ဒူဟာကုန်ကြမ်းစိတ်တွေကိုအလွယ်တကူမှတ်သားနိုင်ဖို့အတွက်ကျွန်တော်တို့ကုန်ကြမ်းစိတ်ထည့်သွင်းနိုင်တဲ့ feature လေးတွေကိုလည်းထည့်သွင်းပေးထားပါတယ်ခင်ဗျာ
alright ဒီကဏ္ဍအုပ်စုလေးတွေကိုသိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ software ရဲ့ဘယ်ဘက်တောက်မှာရှိတဲ့မြင်းကြောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်ပါမယ်ခင်ဗျာဒီဘက်မှာဆိုလို့ရှိရင်တော့ account နဲ့ပတ်သက်တာလေးတွေ့မယ်ပြီးရင် software နဲ့ပတ်သက်ပြီးတော့မှ setting ပိုင်းဆိုင်ရာလေးတွေ့ရမှာဖြစ်ပါတယ် setting ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ printer သတ်မှတ်ရတဲ့အပိုင်းလေးတွေဖြစ်ကျွန်တော်တို့ voucher design ပြင်ဆင်ရတဲ့အပိုင်းလေးတွေကိုဒီထဲမှာလာပြီးတော့သတ်မှတ်နိုင်ပါမယ်ဖြစ်ပါတယ်okay ဒါဆိုရင်တော့ကျွန်တော်တို့ software နဲ့ပတ်သက်ပြီးတော့မှဒါအနေငယ်နေရင်းနှီးသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာတော့ပို့ပြီးတော့မှအသေးသေးကြတဲ့ software အသုံးပြုနည်းလေးတွေကိုလာပြီးတော့ပြပြပေးပါမယ်ဒါကြောင့်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျာ